ဒီနေ့တော့ကျွန်တော်ဘာကတစ်ခုကိုစားရင်းနဲ့ပုံဆွဲသွားမှာပါ။မှန်ဆိုရင်အချိန်အများကြီးပေးပုံဆွဲရတာမျိုးဖြစ်ပေမဲ့ဒီနေ့မှာတော့စားလိုက်ဆွဲလိုက်ဆိုတဲ့ပျော်စရာနီးလန်းလေးကိုသုံးသွားမှာပါ။ကဲဘိုင်လဲစာနေပြီဆိုတော့မစားခင်သူ့ရဲ့ပုံစံလေးကို sketchbook ထဲမှာအမြန်လေးဆွဲလိုက်ပါတယ်။အချိန်အများကြီးမပေးနိုင်တာကြောင့်အနုစိတ်ကြီးဆွဲမနေတော့ပါဘူး။ပုံဆွဲဖို့တီးတန့်အချိန်မပေးနိုင်ရင်တော့နေ့စဉ်လုပ်နေတဲ့အလုပ်တွေနဲ့ပေါင်းဆက်လို့ရပါတယ်။ဒါကို habit stacking လို့ခေါ်ပြီးလုံများရဲ့နေ့တွေမှာဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးနိုင်တဲ့နီးလန်းအောင်တစ်ခုပါကျွန်တော်သုံးနေတာကတော့ Sailor Foodiman 55 degree fountain pen ပါအထဲမှာ Indian ink ဆိုတဲ့မင်းကိုသုံးထားတဲ့အတွက်ရေဆိုလဲခံပါတယ်။မားရဲ့နေ့တွေမှာတော့ပုံလေးတစ်ပုံဆင်းနိုင်တဲ့အတွက်ကိုယ့်ကိုယ်စုချတဲ့အနေနဲ့တကိုက်စားလိုက်ပါမယ်။ကဲအခုဒုတိယပုံလေးကိုဆက်သွားပါမယ်။ဒုတိယပုံလည်းအမြန်လေးပဲထပ်ဆွဲလိုက်ပါတယ်။ကိုစားနေတဲ့အစားအစာကိုတလုံးစားပြီးတိုင်းပုံတစ်ပုံဆွဲတာဟာ sketchbook ထဲမှာပုံတွေပြည့်သွားဖို့ပျော်စရာကောင်းပြီးဖန်တီးမှုရှိတဲ့နီလန်းလေးတစ်ခုပါ။စားတောက်တွေကိုမှတ်တမ်းတင်ရတာပျော်စရာကောင်းပါတယ်။ဒါဟာရိုးရှင်းတဲ့စားတောက်မှုကိုပျော်စရာကောင်းတဲ့စွန့်စားခန်းလေးတစ်ခုအဖြစ်ပြောင်းလဲပေးလိုက်တာပါ။ကျွန်တော်ကတော့ဘာကာရဲ့အရသာနဲ့တက်ချလေးတွေကိုတစ်ခါတည်းခံစားနေရပေါ့။ဘာကာတကိုက်ကိုက်လိုက်တိုင်းပုံစံပြောင်းသွားတော့ပုံဆွဲရတာစင်ခုံမှုလေးတွေဖြစ်စေပါတယ်။ကာလာကနောက်မှထဲမှာမို့လို့ပုံဆွဲတဲ့အချိန်မပြတ်သွားအောင်တကိုက်ကိုက်ပြီးတိုင်းမှာအယောင်နဲ့တက်ချကိုစီထဲမှာမှတ်ထားလိုက်ပါတယ်။အထက်ကဦးစားပေးရတော့အရင်ဆွဲမယ်ပြီးရင်စားမယ်။သားရင်းနဲ့ပုံဆွဲရတာကအရသာကိုပို့ပြီးခံစားမိစေပါတယ်။အစားအစာကိုကြပြဝါတာမျိုးမဟုတ်ဘဲနဲ့အကြီးကပ်ပြီးစားတာဖြစ်တဲ့အတွက် mindfulness လေ့ကျင့်အောင်တစ်ခုဆိုလည်းမမားပါဘူး။ဘာဖီအားမှလည်းမရှိဘူးလို့ဘာစီကမ်းမှလည်းမရှိပါဘူး။ပကံထဲမှာရှိနေတဲ့အစားအသောက်တွေကိုကုံသွားတဲ့အထိဆွဲမလား။ဒါမှမဟုတ်ကြိုက်တဲ့အချိန်မှာရက်မလား။ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါ။အခုဆိုရင်ကျွန်တော်ရဲ့ဘာကာလေးကဂုံတလောက်ဖြစ်နေပြီ။စောက်ထဲမှာလည်းပုံတွေကပြည့်လူနေပါဖြစ်နေပါပြီ။ဟမ်ဘာဂါမှမဟုတ်ပါဘူး။ပန်းသီးတစ်လုံးပါမုတ်တစ်ခုဆိုရင်လည်းရပါတယ်။အစားအစာကိုဖြည်းဖြည်းပဲစားမယ်။အရသာကိုခံစားမယ်။အဲ့ဒီအခိုက်အတန့်ကိုပြောင်းနေလိုက်ပါ။စောက်ထဲမှာလည်းပုံတွေပြည့်သွားပြီဆိုတော့ဟမ်ဘာဂါကိုနောက်ဆုံးတစ်ခိုက်အနေနဲ့ပုံချိတ်လိုက်ပါတယ်။ကျွန်တော်ကတော့စာရွက်ရဲ့ဘယ်ဘက်အောက်မှာကောင်းကျင်ကိုတက်ပြီးတော့စာရွက်ရဲ့ညာဘက်ဘေးမှာတော့စိုင်နမယ်နဲ့တိတ်ကလေးတက်လိုက်ပါတယ်။ပကံထဲမှာဘာကာလည်းကုန်သွားတဲ့အခါကိုယ့်ရဲ့ sketchbook ထဲမှာလည်းအမှတ်တရပုံလေးနဲ့ပြည့်သွားပါတယ်။ဒီမဲပုံတိုင်းနဲ့ကြည့်ကောင်းနေမယ်အယောင်လေးတွေထထကိုဆုံးဖြတ်ခဲ့ပါတယ်။အမို့အသားအတွက်တော့အဝါရောင်တန်းနေတဲ့လိမ်မော်ရောင်လေးချဲလိုက်ပါတယ်။တကယ်တော့ဓာတ်ပုံရိုက်နေတာမဟုတ်ပဲပုံဆွဲနေတာဖြစ်တဲ့အတွက်ကိုကြိုက်တဲ့အယောင်လေးတွေပြောင်းပြီးချဲလို့ရပါတယ်။ဒါပေမဲ့ကျွန်တော်ကဒီအရန်စားလို့ကောင်းတဲ့ဘာကာဇလန်းလေးကိုအမှန်တိုင်းပုံဖော်ခြင်းပါတယ်။ပေါင်မုံကြားထဲမှာညှက်ထားတဲ့ကြက်သားပြားကိုလိမ်မော်ရောင်နုနုလေးချဲမယ်။ချီဆက်ပြားအတွက်အဝါရောင်ခင်းညင်ဒီဆော့အတွက်အနီရောင်နဲ့ဆလက်ရွက်အတွက်အစိမ်းရောင်လေးတွေသုံးခဲ့ပါတယ်။အောက်ကခံထားတဲ့စက်ကူအတွက်အညိုရောင်နဲ့ပကံများအတွက်ခဲရောင်လေးချဲလိုက်ပါတယ်။ခုလိုမျိုးအရောင်လေးတွေကိုအဆက်ကလေးတွေဖြစ်ချတာကတော့ကျွန်တော်အကြိုက်ဆုံး technique တစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်လဲတော့မသိဘူးကျွန်တော်အဲ့လိုလေးလုပ်လိုက်ရရင်ပြောတယ်။ final test အနေနဲ့ white marker လေးကိုသုံးပြီးတော့အလင်းပြတဲ့နေရာလေးမှာအဆက်ကလေးလိုက်ချပါတယ်။ဒီဘာကာလေးကကျွန်တော်တို့တော့စားကြတစ်ခုထပ်ပို့သွားပါပြီ။အနုပညာဆိုတာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာအမြဲရှိနေတာပါ။ဒီလိုမျိုးစမ်းကြည့်ပြီးရင်လည်းကျွန်တော်ပြန်ပြောပြဖို့မမေ့ပါနဲ့အောင်နော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Urban Sketching သင်တန်းလေးတွေလည်းကျွန်တော်စီမှာတက်လို့ရပါတယ်။ပျော်ရွှင်စွာပုံဆွဲနိုင်ကြပါစေ။